မင်္ဂလာပါရှင်အိမ်မက်များနဲ့တုတ္တဝေဖြာ page ကကြိုဆိုလိုက်ပါတယ်ကျမအခုဝေးမြပေးတာတွေကကိုယ့်ဘဝအတွက်ကိုလုံချဖို့လေ့လာထားတာဖြစ်ပါတယ်သင်တို့အနေနဲ့ယုံကြည်တဲ့ဆိုရင်အသုံးချဖို့ဖြစ်ပါတယ်ဇူလိုင်လ23ရက်တနင်္လာနေ့မှာတော့ဗုဒ္ဓဟူးဂျိုကနေမင်းနဲ့ပူးရှင်ပဲပေါ့နော်တကယ်တော့ဗုဒ္ဓဟူးဂျိုကနောက်ပြန်သွားတယ်လို့ခေါ်ပါတယ်ဒီအချိန်ကပေါ့လေဇွန်လ29ရက်ခရေကနေဇူလိုင်23အထိသူကနောက်ပြန်သွားတယ်လို့ခေါ်ပါတယ်ဒီလိုအချိန်မှာနေနဲ့သွားပြီးပူးရှင်တဲ့အတွက်မောဆန်နဲ့အချက်အလက်တချို့ကိုယူဆောင်လာပေးတယ်လို့နတ်ခတ်ပြီးတာအရာဆိုကြပါတယ်ဒါကြောင့်မို့ဒီအချိန်မှာသင်ဘာလုပ်နိုင်လဲလူသားတွေဘာလုပ်နိုင်လဲပေါ့နော်အဲ့ဒီချက်ကအရေးကြီးပါတယ်ဒီရက်တွေမှာသင်ရဲ့ခေါင်းထဲကိုအသိအမြင်တွေအချက်အလက်တွေတချို့ဝင်ရောက်လာမှာဖြစ်ပါတယ်အဲ့ဒီချက်တွေကသင်ဘဝမှာလက်ရှိလုပ်နေတဲ့အစီအစဉ်တွေကိုပြန်လဲပြင်ဆင်မှုဒါမှမဟုတ်ရင်လည်းရှေ့ဆက်သွားဖို့စိတ်ကူးစိတ်သန်းတွေဖြစ်ပါလိမ့်မယ်ဒီအချိန်မှာအရေးကြီးတဲ့စကားပြောဆိုမှုတို့အကူအညီလိုတာတို့ရှိတယ်ဆိုရင်ခေါင်းဆောင်ရာတို့အာနာရှိတဲ့သူတို့ကူညီနိုင်တဲ့သူတိုးထန်ကနေအကူအညီတို့ပံ့ပိုးကူညီမှုတွေကိုရဖို့အကြံဉာဏ်တွေရဖို့တောင်းခံမယ်ဆိုရင်လုံးဝကျင်းတည်ရမယ့်အချိန်ဖြစ်ပါတယ်ဒါကြောင့်မို့အသုံးချနိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်